拉面没拉吧？မင်္ဂလာပါဗျကျွာလေးတက်လာပြီပါနော်ပိုင်းကြီးကိုအားပေးကြတယ်နော်ပိုင်းကြီးကိုအားပေးကြတယ်ညီကောင်မောင်နှမတွေအားလုံးပဲနော်ပိုင်းစီမူရင်းနော် YouTube channel ကိုအားပေးကြတယ်ကျွန်တော်ရဲ့ညီကောင်နှမအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေနော်ကောင်းခြင်းလိုဆန္ဒထာဝရပြည့်စုံနိုင်ကြပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ကျွန်တော်တို့နော်29ရက်နေ့4:30အတွက်ကိုကျွန်တော်ရဲ့ညီကောင်နှမတွေနဲ့အတူနော်ကျွန်တော်တို့တွားလိုက်ကြရအောင်ပေါ့နော်ချိန်လေးတွေမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အမြန်ဆုံးလေးတော့တွားလိုက်မယ်ပေါ့နော်ဒီနေ့ကကျွန်တော်တို့ကဒီနေ့ပေါ့နော်ဒီနေ့တနင်္လာနေ့ပေါ့နော်တနင်္လာနေ့ပါနော်တနင်္လာနေ့ကျွန်တော်တို့နော်29ရက်တနင်္လာနေ့4:30အတွက်နော်ဖြစ်ပါတယ်ကျွန်တော်ကြိုက်တာတည်းကျွန်တော် YouTube channel account နှစ်ကောက်ဖွင့်တာနော်ဒီ account ဟောင်းလေးကကျွန်တော်ညီဘုံတော့လူရင်းလေးတွေလို့ပြောရမှာတည်းလားဝင်လာနဲ့ပြောစရာမလိုလိုက်လက်မလေးတက်နှိပ်ပြီးထားတယ်နော်အဲ့အတွက်ကိုကျွန်တော်အများကြီးကျေးဇူးတင်တယ်နော် comment လေးမှာလည်း hi okay မင်္ဂလာပါဆိုတာနော်စတွေ့ရတဲ့မင်္ဂလာပါဆိုတာကြီးကနော်ကျွန်တော်တို့ကမင်္ဂလာရှိအောင်လို့ကျွန်တော်တို့အမြဲတမ်းပြောတယ်နော်ဒီဟာဦးလာမြင့်တို့ဘာလို့ဆိုရင်ဒါကျွန်တော်ကိုအားပေးတဲ့ကျွန်တော်ညီဘုံတော်မကြီးပဲနော်ဒီ channel လွှင့်တဲ့အချိန်မှာသူအမြဲတမ်းကြည့်ရှုဖြစ်ပါတယ်နော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်အပြောလေးရှော့ပြလို့ကလေးနဲ့တက်တည်ပြကြရအောင်နော်ကျွန်တော်12နာရီ10မိနစ်ကထွက်တယ်35က35ပိတ်နော်4နာရီခွဲကထွက်တယ်ကျွန်တော်တို့4နာရီခွဲကထွက်တယ်5တစ်ကကျွန်တော်တို့5ထိပ်9ရဲ့ပေါင်းခြင်း9ရဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညီကောင်နှမတွေ3ညဖြစ်ပါတယ်အဲ့ဒီ3ညနဲ့ကျွန်တော်တို့နော်4နာရီခွဲကထွက်တယ်6ဘူးက6ပိတ်ကလေးနဲ့ကျွန်တော်တို့ပေါင်းခြင်းနော်6ဘူးက6ပိတ်လေးနဲ့ပေါင်းခြင်းပါကျွန်တော်တို့9ရဲ့ပေါင်းခြင်း3ညအဲ့ဒီ3ညနဲ့6ဘူးက6ထိပ်နဲ့ပေါင်းတဲ့အခါမှာကျွန်တော်ရဲ့ညီကောင်နှမတွေဘာရလဲကျွန်တော်ညီကောင်နှမတွေ6ဆိုတဲ့ကျွန်တော်တို့နော်ခဏလေးရပါတယ်အဲ့ဒီ6ကိုမှကျွန်တော်တို့က power ခေါ်တဲ့အခါမှာ6တစ်ဒီ1ချိန်အဲ့တော့6တစ်1ချိန်လေးမှာကျွန်တော်ညီကောင်နှမတွေဘာထွက်ရှိခဲ့တာလဲဆိုရင်3ည1ဆိုတဲ့1အပိတ်အဲ့တော့ထပ်ကြည့်မယ်နော်12နာရီ10မိနစ်ကထွက်တယ်26က6ပိတ်နဲ့နော်4နာရီခွဲကထွက်တယ်4နာရီ30ကထွက်တယ်ခွန်9ကခွန်ထိတ်နဲ့ကျွန်တော်တို့6နဲ့9နဲ့ပေါင်းခြင်း6နဲ့9နဲ့ပေါင်းခြင်း3ပါတဲ့အဲ့ဒီ3နဲ့ကျွန်တော်တို့3ည1က4:30ကထွက်ထားတယ်3ည1က3ညထိတ်နဲ့ပေါင်းခြင်းကျွန်တော်ဒီလိုပေါင်းခြင်းလေးပေါင်းလိုက်တဲ့အခါမှာတဲ့6နဲ့9နဲ့ပေါင်းခြင်းက3နဲ့3ညနဲ့ပေါင်းခြင်းက3အဲ့ဒီ3ကိုကျွန်တော်ညီကောင်မကြီးပါဝါခေါ်တဲ့အခါမှာက8ပါတဲ့နော်3 8ဒီက1ချိန်ပါတယ်53ရောက်သောမျိုးတွေအားလုံးပဲမင်္ဂလာပါဝင်လာနဲ့ကျွန်တော်ညီကောင်မတွေနော်လိုက်လက်မလေးနှိပ်ထားပြီးဖို့မမေ့ပါနဲ့ဗျနော် comment လေးမှာလည်း hi okay မင်္ဂလာပါလို့လည်းရေးပေးထားလို့ရပါတယ်နော်အားလုံးတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျနော်ကြည့်ရှုပေးကြတယ်ကျွန်တော်ညီကောင်မတွေကြည်မှပိုင်စီဆိုတာဖြစ်လာတာပါနော်ပိုင်စီဆိုတာဖြစ်ဖို့တော့လည်းကျွန်တော်ညီကောင်မတွေအကုန်လုံးရှိပါတယ်နော်ဒါကျွန်တော်တို့ကိုင်းကျုံမိကျုံကိုင်းမိပါပဲနော်အဲ့တော့ဒီ12နာရီ10မိနစ်ကထွက်တဲ့36က6ပိတ်နဲ့နော်ကျွန်တော်တို့4နာရီခွဲကထွက်တဲ့6ဘူးက6ထိပ်စီနော်ဒီနှလုံးပေါင်းကြီးကကျွန်တော်ညီကောင်မတွေ6နဲ့6နဲ့ပေါင်းကြီးက2ပါအဲ့ဒီနဲ့39 4နာရီ30ကထွက်ထားတယ်39က3ထိပ်စီနဲ့ကျွန်တော်တို့ချင်းမိတ်ဆွေပေါင်းကြီးကဘာရလဲဆိုလို့ရှိရင်နော်6နဲ့6နဲ့ပေါင်းကြီးက2ပါ2နဲ့3နဲ့ပေါင်းကြီးက5ပါတဲ့5ကိုပါဝါခေါ်တဲ့အခါမှာ3ညပါ5 3ညဒီက1ချိန်5ည1ချိန်လေးမှာကျွန်တော်ညီကောင်မတွေဘာထွက်ရှိကြလဲဆိုရင်60 3ည6ဆိုတဲ့3ညထိပ်စီလေးထွက်ရှိခဲ့တာပါတဲ့24က4ပိတ်နဲ့3ည1က3ညထိတ်နဲ့ကျွန်တော်ဒီနှလုံးပေါင်းချင်းဒီတဲ့เนาะကျွန်တော်ညီကောင်မ4ရပါတယ်တဲ့အဲ့ဒီ4နဲ့ကျွန်တော်4:30ကထွက်ထားတယ်3ည6က3ညထိတ်ကလေးနဲ့ပေါင်းခြင်းအဲ့တော့ကျွန်တော်4နဲ့3ညနဲ့ပေါင်းခြင်းဒီ4ပါအဲ့ဒီ4နဲ့ကျွန်တော်တို့ဒီက3ညနဲ့ပေါင်းခြင်းဒီကျွန်တော်တို့ဘာရလဲဆိုရင်4ပါတဲ့အဲ့ဒီ4ကိုပါဝါခေါ်တဲ့အခါမှာကကို
49ဒီက1ချင်း49 1ချင်းကဘာထွက်ရှိခဲ့တာလဲဆိုရင်29ဆိုတဲ့6ပိတ်လေးထွက်ရှိခဲ့တာဖြစ်ပါတယ်တဲ့အဲ့တော့6ပိတ်လေးတည်းရပြီကျွန်တော်တို့နော်6ပိတ်လေးလည်းရပြီကျော်ညီကောင်မကြီး6ပိတ်လေးလည်းရပြီ4ထိပ်ကလေးဟုတ်နော်အဲ့တော့ကျွန်တော်တို့ကထပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်တဲ့နော်12နာရီ10မိနစ်ကထွက်တာလေ36က3အပိတ်နဲ့နော်4နာရီ30ကထွက်တာလေ39က3ထိပ်စီအဲ့တော့ကျွန်တော်3နဲ့3နဲ့ပေါင်းချင်းဒီ3ပါတဲ့အဲ့ဒီ3နဲ့29က2ထိပ်စီနဲ့ပေါင်းတဲ့အခါမှာကျွန်တော်ရဲ့ညီကောင်တို့တွေဘာရတာလဲ9ဆိုပြီးတော့ရတယ်ဗျအဲ့ဒီ9ကိုပါဝါခေါ်တဲ့အခါမှာ3ည9 3ညဒီ1ချင်းဘာထွက်တိုက်တာလဲ52ဆိုတဲ့9ထိပ်စီအဲ့တော့ကျွန်တော်ထပ်ကြည့်မယ်68က8ပိတ်ပါတဲ့36က3ညထိပ်ပါ8နဲ့3ညနဲ့ပေါင်းချင်းဒီ8ပါ52က9ထိပ်စီနဲ့ပေါင်းတဲ့အခါမှာကျွန်တော်ရဲ့ညီကောင်တို့တွေဒီ3လုံးပေါင်းချင်းဘာရလဲဆိုရင်တဲ့3ရပါတယ်တဲ့အဲ့ဒီ3ကိုပါဝါခေါ်တဲ့အခါမှာ8ပါတဲ့38ဒီက1ချင်းပါတဲ့နော်38 1ချင်းလေးမှာဘာထွက်ရှိခဲ့တာလဲဆိုရင်48ဆိုတဲ့8ပိတ်လေးထွက်ရှိခဲ့တာပါတဲ့နော်အဲ့တော့ကျွန်တော်ညီကိုဝန်မလေးအကုန်လုံး live လက်မလေးတွေနော်နှိပ်ထားပါဆောက်ခွိုင်မှာမနေ့ရသေးတဲ့ညီကိုဝန်မလေးဆောက်ခွိုင်ပါလေးနှိပ်ထားပါနော်အဲ့တော့ comment လေးမှာမင်္ဂလာပါလို့လည်းနှုတ်ခွန်းဆက်တာလို့ရပါတယ်နော်ကျွန်တော်ညီကိုဝန်မလေးအားလုံးပဲမင်္ဂလာပါဗျနော်မင်္ဂလာပါလို့နော်အဲ့တော့ကျွန်တော်ထပ်ကြည့်ကြမယ်နော်68က8ပိတ်29က2ထိပ်စီ8နဲ့2နဲ့ပေါင်းချင်း3ညပါတဲ့အဲ့ဒီ3ညနဲ့ကျွန်တော်ညီဘော်မတွေနော်48က4ပိတ်4ထိပ်နဲ့ပေါင်းတဲ့အခါမှာကျွန်တော်ညီဘော်မတွေဘာရလဲအဲ့ဒါနော်ဒီညနေထွက်မဲ့နော်ကျွန်တော်29ရက်4:30မှာ4:30ညနေခဏလေးမှာထွက်မဲ့နော်လုံးကျွန်တော်1ချင်းလေးကိုကျွန်တော်ညီဘော်မတွေ comment လေးမှာတစ်ချက်လောက်ဝိုင်းမှန်ပြီးကြီးစုသူ130တူပေါ့နော်လက်ရှိမှာတော့ကြီးစုသူ130တူရှိတယ်အဲ့တော့ကျွန်တော်ညီဘော်မတွေဒီ4:30မှာထွက်မဲ့1ချင်းလေးကိုကျွန်တော်ညီဘော်မတွေ comment လေးမှာတစ်ချက်လောက်ဝိုင်းမှန်ပြီးပါနော်အဲ့တော့ဒီ4:30မှာထွက်မယ်ကျွန်တော်ညီဘော်မတွေနော်1ချင်းလေးကို comment လေးမှာတစ်ချက်လောက်မှန်ပြီးပါလို့နော်8နဲ့2နဲ့ပေါင်းချင်း3ညအဲ့ဒီ3ညနဲ့ကျွန်တော်တို့48က4ထိပ်စီနဲ့ပေါင်းချင်းဒီညနေမှာထွက်မယ်ကဏ္ဍလေးနော်ကျွန်တော်ညီဘော်မတွေ comment လေးမှာတစ်ချက်လောက်ဝိုင်းမှန်းပေးပါနော် comment လေးမှာတစ်ချက်လောက်ဝိုင်းမှန်းပေးပါလို့ဟုတ်ပါတယ်နော်4-9ချိန်ပါဗျနော်ဟုတ်ပါတယ်4-9ချိန်ပါအဲ့တော့ကျွန်တော်ဒီလိုမျိုးပြောတာဆိုတာကြီးလေကျွန်တော်ညီကောင်မကျွန်တော်ပါစက်မှာလမ်းမဆုံးခြင်းလို့ကျွန်တော်ညီကောင်တော့ညီနဲ့အတူသွားခြင်းဖြစ်ပါတယ်နော်ညပေါ်တယ်မနောက်ပါနဲ့ဟုတ်ပါတယ်အဲ့တော့ကျွန်တော်ညီကောင်မဒီ4-9ချိန်လေးပါအဲ့တော့4-9ချိန်လေးတော့ရပြီ4-9ချိန်လေးနဲ့ကျွန်တော်တို့ဘာနဲ့တွဲမလဲဆိုရင်ကျွန်တော်ညီကောင်မဒီအရင်ဆုံးကျွန်တော်ကီးလေးနဲ့အရင်ပြောပြခြင်းပါတယ်ကီးလေးနဲ့အရင်ပြခြင်းပါတယ်ကီးလေးနဲ့ပြပြီးမှကျွန်တော်တို့နော်ဟိုကနောက်ထပ်လုံးမိုင်လေးနဲ့သွားမယ်အဲ့တော့အရင်ဆုံးကီးလေးနဲ့ရင်သွားမယ်ဗျာနော်အဲ့တော့4:30မှာထွက်တဲ့ခွန်9ကခွန်ထိပ်12နာရီ10မိနစ်ကထွက်တဲ့36က3ပိတ်နော်ခွန်နဲ့6နဲ့ပေါင်းခြင်းခွန်နဲ့6နဲ့ပေါင်းခြင်း3ပါအဲ့ဒီ3နဲ့ကျွန်တော်တို့24က2ထိပ်စီးနဲ့ပေါင်းခြင်းကျွန်တော်ညီကောင်မတွေဘာရတာလဲဆိုလို့ရှိရင်တဲ့နော်9ဆိုပြီးတော့ရပါတယ်နော်9ဆိုပြီးတော့ရပါတယ်တဲ့အဲ့ဒီ9ကိုကျွန်တော်ညီကောင်မတွေပါဝါခေါ်တဲ့ခါမှာက3ညနက်ခတ်ခေါ်တဲ့ခါမှာက3 9 3ည3ဒီကီးဖြစ်ပါတယ်9 3ည3ကီးမှာကျွန်တော်ညီကောင်မတွေဘာထွက်ရှိခဲ့တာလဲဆိုရင်3ည1ဆိုတဲ့3ညထိပ်ကလေးထွက်ရှိခဲ့တာပါတဲ့အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်6ဘူးက6ထိပ်စီ24က4ပိတ်နော်6ဘူးက6ထိပ်စီ24က4ပိတ်60က6ထိပ်စီကျွန်တော်ဒီကနန်း3လုံးပေါင်းခြင်း6နဲ့4နဲ့ပေါင်းခြင်း3ညပါအဲ့ဒီ3ညနဲ့6နဲ့ပေါင်းခြင်း6ပါတဲ့6ကိုပါဝါခေါ်တဲ့ခါမှာက1 6ရဲ့နှစ်ခက်က9 6 1 9ဒီကီးဘာထွက်ရှိခဲ့တာလဲ39ဆိုတဲ့9ပိတ်လေးထွက်ရှိခဲ့တာပါတဲ့နော်အဲ့တော့ထပ်ကြည့်မယ်3ည1ဆိုတော့3ညထိပ်ကလေးနဲ့တဲ့နော်60က3ညပိတ်98က9ထိပ်စီကျွန်တော်ဒီကနန်း3လုံးပေါင်းခြင်း3ညရဲ့ပေါင်းခြင်း3ညပါ3ညနဲ့9နဲ့ပေါင်းခြင်း9ပါ9ကိုပါဝါခေါ်တဲ့ခါမှာကကျွန်တော်ညီကောင်မလေး4ဖြစ်ပါတယ်9ရဲ့နှစ်ခက်ဒီက6 946ဒီကီဘာထွက်ရှိခဲ့ရလဲဆိုရင်3ည6ဆိုတဲ့ကျွန်တော်တို့6တလုံးထွက်ရှိခဲ့တာပါတဲ့
အဲ့တော့ထပ်ကြည့်မယ်39က3ထိပ်စီ39က3ထိပ်စီ98က8အပိတ်3နဲ့8နဲ့ပေါင်းခြင်း3နဲ့8နဲ့ပေါင်းခြင်းဒီကျွန်တော်ညီကောင်တို့မှတွေတိရပါတယ်အဲ့ဒီ1နဲ့68က6ထိပ်စီနဲ့ပေါင်းတဲ့အခါမှာကကျွန်တော်ညီကောင်တို့မှတွေဘာရတာလဲခွန်ဆိုပြီးရပါတယ်တဲ့ခွန်ရဲ့ပါဝါဒီက2ပါခွန်ရဲ့နက်ခတ်ဒီက3ညပါခွန်နှစ်3ညဒီယာကီခွန်နှစ်3ညကီမှာဘာထွက်ရှိခဲ့တာလဲဆိုရင်29ဆိုတဲ့နှစ်ထိပ်စီထွက်ရှိခဲ့တာပါတဲ့နော်အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်36က3ညထိပ်နော်68က8အပိတ်3ညနဲ့8နဲ့ပေါင်းခြင်းဒီ8ဖြစ်ပါတယ်အဲ့ဒီ8နဲ့6ဘူးက6ထိပ်နဲ့ပေါင်းခြင်းဒီကျွန်တော်ညီကောင်တို့တွေ3ညနဲ့8နဲ့ပေါင်းခြင်း8နဲ့6နဲ့ပေါင်းခြင်း4ရပါတယ်တဲ့4ရဲ့ပါဝါဒီက9 4ရဲ့နက်ခတ်ဒီက2 4 9နှစ်ဒီကီဘာတော့ရှိခဲ့တာလဲ50နှစ်ဆိုတဲ့နှစ်အပိတ်เนาะအဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုရင်29ကနှစ်ထိပ်စီ6ဘူးက6ပိတ်2နဲ့6နဲ့ပေါင်းခြင်း8ပါ8နဲ့ကျွန်တော်တို့60နှစ်က6ထိပ်စီနဲ့ပေါင်းတဲ့အခါမှာကျွန်တော်ညီကောင်တို့တွေ4ဆိုပြီးရပါတယ်တဲ့အဲ့ဒီ4ကိုပါဝါခေါ်တဲ့အခါမှာကို4ရဲ့နက်ခတ်ဒီက2 4 9နှစ်ကကီဘာတော့ရှိခဲ့တာလဲကျွန်တော်ညီကောင်တို့တွေ48ဆိုတဲ့4ထိပ်အဲ့တော့ကျွန်တော်ဒီ29ရက်နေ့4နာရီခွဲမှာကျွန်တော်ညီကောင်ဘာကီးလေးဖြစ်မလဲဆိုတော့တစ်ချက်လောက်ကြည့်မယ်50နှစ်က9ထိပ်စီ6ဘူး60နှစ်က2အပိတ်9နဲ့2နဲ့ပေါင်းခြင်းဒီကျွန်တော်ညီကောင်မှခွန်ရပါတယ်တဲ့အဲ့ဒီခွန်နဲ့59က9ထိပ်စီနဲ့ပေါင်းတဲ့အခါမှာ2ဆိုပြီးတော့ရတယ်2ရဲ့ပါဝါဒီကခွန်2ရဲ့နှက်ခတ်ဒီက4เนาะ2ခွန်4ဒီကီးဖြစ်ပါတယ်အဲ့တော့2ခွန်4ကီးမှာကျွန်တော်ရဲ့ညီကောင်တို့မှချစ်တော်မိတ်ဆွေမင်္ဂလာပါကိုဖန်ပါတဲ့မြင်အားပေးနေပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်ကိုတန်းငယ်ကျေးဇူးအများကြီးတင်ပါတယ်ချိန်မို့ပါနော်နှစ်ခွန်လေးကီးပါလို့နော်နှစ်ခွန်လေးဒီကျွန်တော်ညီပေါ်မှာကီးပါနော်ကြည့်ရှုသူ226ယောက်ရှိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ live လက်မလေးတွေကျွန်တော်ညီပေါ်မှာလေးနှိပ်ထားပြီးဖို့ပြောချင်ပါတယ်လိုက်လက်မလေးနှိပ်ထားပြီးပါ comment မှာ hi ဝီလေးရေးထားပြီးပါ share လို့ရတဲ့ညီကောင်မကြီး share မှု share လေးနဲ့ကိုညီပေးကြပါเนาะအဲ့တော့ကျွန်တော်တို့ဒီမှာ key လေးနဲ့သွားဖို့ဆိုတော့လုံးဝလေးနဲ့ပြမယ်เนาะကျွန်တော်အချိန်တွေအများကြီးမဆွဲချင်ဘူးเนาะအဲ့တော့အမြန်လေးပြတာပြီးနေဖြစ်ပါတယ်မင်္ဂလာပါတာချောဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်တို့เนาะကျွန်တော်အဲ့တော့ကျွန်တော်တို့ကဘာနဲ့သွားမလဲဆိုရင်เนาะလုံးမိုင်လေးနဲ့သွားခြင်းတယ်เนาะလုံးမိုင်လေးနဲ့သွားခြင်းပါတယ်လို့39က3ထိပ်စီဒီကောင်လုံးဝခေါ်လိုက်ပါမယ်နော်39က3ထိပ်စီပါတဲ့39ဒီက3ထိပ်စီပါ36က3ညထိပ်ပါနော်အဲ့တော့3နဲ့3ညနဲ့ပေါင်းခြင်းဒီ3ပါအဲ့ဒီ3နဲ့ကျွန်တော်တို့ကြောရင်ညီကောင်ဓမ္မတွေနော်29က6ဘိန်းနဲ့ပေါင်းခြင်း29က6ဘိန်းနဲ့ပေါင်းခြင်းဒီ2ပါတဲ့အဲ့ဒီ2ဒီလုံးပိုင်းပါနော်အဲ့ဒီ2ဒီပါလေကြောညီကောင်ဓမ္မတွေမင်္ဂလာပါနော်ဟုတ်ကဲ့ပါအခုလိုကြံကြံပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်အဲ့တော့39က3ထိပ်စီ36က3ညထိပ်29က6ဘိတ်ကျွန်တော်ဒီ3လုံးပေါင်းခြင်းဒီကြောညီကောင်ဓမ္မတွေ2ရပါတယ်အဲ့ဒီ2ဒီလုံးပိုင်းဘာထွက်ရှိခဲ့တာလဲ50နှစ်ဆိုတဲ့2ဘိတ်ထပ်ကြည့်မယ်နော်36က3ညထိပ်29က2ထိပ်နော်50နှစ်က2အပိတ်နော်3ညရဲ့2ကဲ2ကဲပေါင်းခြင်း4အဲ့ဒီ4ဒီလုံးမှာဘာထွက်ရှိခဲ့တာလဲ48ဆိုတဲ့4ထိပ်စီနော်အဲ့တော့4ထိပ်စီတော့ရှိခဲ့ပြီကျွန်တော်ဒီညနေမှာကျွန်တော်တစ်ချက်ကြည့်မယ်29က2ထိပ်စီနော်50နှစ်က5ထိပ်စီ48က8အပိတ်ကျွန်တော်တို့ဘာရလဲ9ဆိုပြီးတော့ရတယ်ဒီညနေမှာ9တလုံးပြန်ဆင်းမယ်ဆိုရင်9ဒီလုံးပိုင်းနော်9ဒီလုံးပိုင်းပါလို့အပေါ်မှာရှိတယ်ဒါပေမဲ့ကျွန်တော်ကဒါကီးလေးဖြစ်သွားမှာဆိုလို့ပေါ့နော်ဒါကျွန်တော်ကဒီရမှာဒီလိုမျိုးအပြင်လိုက်ဆင်းလိုက်ဆင်းလာတယ်ဆိုတော့လေးကိုကျွန်တော်ကပြချင်လို့ပေါ့နော်ဟုတ်ပြီလားဒီမှာတပင်ချန်နေနော်3ညာ1က3ညာထိပ်39က3ထိပ်စီနော်အဲ့တော့ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီ3ပါအဲ့ဒီ3နဲ့ကျွန်တော်တို့နော်3ညာ6က6ဘိန်းနဲ့ပေါင်းခြင်းဒီ9ဒီလုံးပါနော်အပင်တူတွေပြောမှာဆိုလို့နော်အဲ့အပေါ်မှာလည်းအပင်တွေရှိသေးတယ်ဒါပေမဲ့ကျွန်တော်ခေါ်လိုက်ရင်ကီးဖြစ်သွားမှာဆိုလို့ပါနော်အဲ့တော့ဒါကလုံးပိုင်းလေးပါအဲ့တော့9လုံးပိုင်းရပြီအဲ့တော့ကျွန်တော်တို့ကလုံးပိုင်းတော့ရပြီကျွန်တော်တို့1ချင်းလေးနောက်ထပ်တစ်ပင်နဲ့ထပ်ပြပေးမယ်1ချင်းလေးနောက်ထပ်တစ်ပင်နဲ့ကျွန်တော်ထပ်ပြပေးပါမယ်နော်
ကျွန်တော်ညီကောင်တို့ကထက်ကြည့်မယ်ဗျနော်68က9ထိပ်တဲ့36က8အပိတ်နော်9နဲ့8နဲ့ပေါင်းခြင်း9နဲ့8နဲ့ပေါင်းခြင်းဒီတဲ့နော်68က9ထိပ်68က8အပိတ်9နဲ့8နဲ့ပေါင်းခြင်းကျွန်တော်ညီကောင်တို့ကဘာရလဲခွန်ဆိုပြီးတော့မရဘူးလားခွန်ရဲ့ပါဝါဒီက2ခွန်နှစ်ဒီချိန်ခွန်နဲ့ချိန်မှာဘာထက်ရှိခဲ့တာလဲ29ဆိုတဲ့နှစ်ထိပ်စီနော်ကျွန်တော်ထပ်ကြည့်မယ်68က6ထိပ်စီ6ဘူးက6ပိတ်နော်6နဲ့6နဲ့ပေါင်းခြင်းဒီနှစ်ကိုပါဝါခေါ်တဲ့အခါမှာခွန်ဒီကချိန်ဘာထက်ရှိခဲ့တာလဲ50နှစ်ဆိုတဲ့နှစ်အပိတ်နော်အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်6ဘူးက6ထိပ်တဲ့60နှစ်ကနှစ်အပိတ်6နဲ့2နဲ့ပေါင်းခြင်းဒီ8ပါတဲ့8ကပါဝါဒီက3 83ဒီကျွန်တော်ညီကောင်တို့ကဘာရလဲ1ချင်းဖြစ်ပါတယ်83 1ချင်းမှာဘာထက်ရှိခဲ့တာလဲကျွန်တော်ညီကောင်တို့48ဆိုတဲ့8ပိတ်ပါเนาะဒီဟာဒီကျွန်တော်တို့เนาะအပင်တို့လေးတွေဖြစ်ပါတယ်အပင်ရှည်လေးကတော့မှကျွန်တော်ကီးနဲ့ဝိုင်းချင်းနဲ့တွဲပြီးထားတယ်ဒီကောင်ကအပင်တို့အကွက်เนาะဒါကျွန်တော်နဲချင်းလို့ပြသပေးထားတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုရင်ね6ဘူးက6ထိပ်59က9ပိတ်6နဲ့9နဲ့ပေါင်းခြင်းဒီ9ပါတဲ့9ရဲ့ပါဝါဒီက3ညပါ9 3ညဒီဘာဖြစ်မလဲကျွန်တော်ညီကောင်တို့တွေဝမ်းချင်းပါเนาะအဲ့တော့9 3ညဝမ်းချင်းလေးမှာကျွန်တော်ညီကောင်တို့တွေเนาะ9 3ညဝမ်းချင်းလေးမှာကျွန်တော်ကတော့ဒီမှာလဲ9ပိုင်းတွေ့ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီမှာဝမ်းချင်းလေးကိုခိုင်မာအောင်လုပ်ပြပေးခြင်းဖြစ်ပါတယ်လို့เนาะအဲ့တော့ဒီဝမ်းချင်းလေးပြီးသွားတော့တဲ့ကျွန်တော်တို့ကထပ်ပြီးတော့9 3ညကိုဘယ်လောက်ထိမာလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ထပ်ပြီးတော့ပြခြင်းပါတယ်เนาะကျွန်တော်ညီကောင်တို့တစ်ချက်လောက်ကြည့်ပေးပါ9 3ညဒီညနေကောင်းတယ်เนาะအဲ့ဒါလေးကိုကျွန်တော်ဒီညနေမှာ9 3ညမာတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြခြင်းလို့ပါเนาะ9 3ညမာတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြခြင်းလို့ပါเนาะဒီမှာတစ်ချက်ကြည့်ဗျ68က8ပိတ်68က8ပိတ်29က9ပိတ်เนาะ8နဲ့9နဲ့ပေါင်းခြင်း8နဲ့9နဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညီကောင်တို့တွေ8နဲ့9နဲ့ပေါင်းခြင်းဒီ8နဲ့9နဲ့ပေါင်းခြင်းဒီခွန်ပါတဲ့အဲ့ဒီခွန်ကိုဟောသူတပင်ချန်နေเนาะအဲ့တော့68က8ပိတ်68က8ပိတ်36က6ထိပ်เนาะအဲ့တော့ကျွန်တော်ဒီနှလုံးပေါင်းခြင်း8နဲ့6နဲ့ပေါင်းခြင်း8နဲ့6နဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညီကောင်တို့တွေ4ရပါတယ်တဲ့เนาะအဲ့ဒီ4ကိုပါဝါခေါ်တဲ့အခါမှာ4 9ဒီ1ချင်းဘာထွက်ရှိခဲ့တာလဲ29ဆိုတဲ့9ပိတ်เนาะ68က8အပိတ်29က9ပိတ်8နဲ့9နဲ့ပေါင်းခြင်းဒီခွန်ပါခွန်ပါဝါခေါ်တဲ့အခါမှာ2ပါခွန်2ဒီ1ချင်းဘာထွက်ရှိခဲ့တာလဲ52ဆိုတဲ့2အပိတ်เนาะ6ဘူးက6ထိပ်6ပိတ်တဲ့52က2အပိတ်เนาะကျွန်တော်တို့6နဲ့2နဲ့ပေါင်းခြင်းဒီ8ပါတဲ့8ရဲ့ပါဝါဒီက3 83ဒီဘာလဲကျွန်တော်ညီကောင်ပါ83ဒီအပိတ် sorry 83ဒီဟုတ်တယ်နော်အပိတ်လေးထွက်သွားတယ်48ဆိုတော့8အပိတ်ထွက်သွားတယ်ဒါတော့ကျွန်တော်အပိတ်ကလေးပြပေးနေရနော်ကျွန်တော်ညီကောင်တွေတေချာကြည့်ပါ62က2အပိတ်48က8အပိတ်ကျွန်တော်ညီကောင်တွေ2နဲ့8နဲ့ပေါင်းခြင်းဒီကျွန်တော်ညီကောင်တွေဘာဖြစ်မလဲ2နဲ့8နဲ့ပေါင်းခြင်းဒီ3ညပါ3ညရဲ့ပါဝါဒီ9 3ည5ဒီအပိတ်ဒီမှာကျွန်တော်4 9ချင်းလေးမှာ9အပိတ်9ချင်းလေးမှာ2အပိတ်8 3ချင်းလေးမှာ8အပိတ်3ည5ချင်းလေးမှာကျွန်တော်ဒီမှာ1ချင်းလေးရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကျွန်တော်ကဒီကောင်ကိုအပိတ် site ကလေးတွေ့ထားတယ်အဲ့တော့ကျွန်တော်တို့ကအပိတ်နေရာမှာသုံးလို့ရတော့အကွက်နင်းအောင်လုပ်ပေးတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့ညီကောင်တို့ကဒီကဏ္ဍလေးကျွန်တော်တွဲတော့မယ်ပေါ့နော်ခဏလေးကျွန်တော်ချပြပေးပါเนาะ319ရောက်တော့အမျိုးတွေအားလုံးပဲမင်္ဂလာပါလိုက်လက်မလေးတွေတယောက်တစ်ချက်ဝိုင်းဝန်းပြီးတော့မှနှိပ်ပေးထားကြပါပြီအောင်เนาะအဲ့တော့ကျွန်တော်ဒီညနေမှာเนาะညနေတော့ခဏလေးထုတ်ပေးတော့မှာဖြစ်ပါတယ်ညနေတော့ခဏလေးမထုတ်ပေးခင်မှာကျွန်တော်ရဲ့ညီကောင်တော်တွေကိုကျွန်တော်ပြောချင်တယ်တကွာကောင်းเนาะ
တကွက်ကောင်းကျွန်တော်ညီကောင်မတွေတကွက်ကောင်းပဲထိုးခြင်းနေဆိုတဲ့ညီကောင်မတွေ Viber message မှာကျွန်တော်ညီကောင်မတွေလာယူပါဗျဒီညနေကျွန်တော်ပေးပါမယ်နော်ဆိုတော့ဘာမှပေးစရာမလိုဘူးအဖွဲ့ဝင်လည်းမခေါ်ပါဘူးနော်ကျွန်တော်ညီကောင်မတွေ694 506 165မှာကျွန်တော်ညီကောင်မတွေ Viber တော့၎င်း message တော့၎င်းလာရောက်ပြီးတော့ယူလို့ရပါတယ်694566165ပါကျွန်တော်ညီကောင်မကြီးစေနာကြီးဖြစ်တည်တံ့ပေးမှာဖြစ်ပါတယ်။တော့ပေါက်သွားတဲ့ခါမှာကျွန်တော်ညီကောင်မကြီးစေနာကြီးတက်နိုင်တဲ့လောက်နဲ့ကျွန်တော်ပေးမှာဖြစ်ပါတယ်။အဖွဲ့ဝင်လည်းကြိုးမခေါ်သလိုကျွန်တော်ကဏ္ဍယူဖို့အတွက်လည်းလာရောက်ပြီးတော့နော်ပတ်စံကြိုးဝေးစရာလည်းမလိုဘူးကြိုးလဲစရာလည်းမလိုဘူးအဖွဲ့ဝင်လည်းမခေါ်ပါဘူး။ပေါက်မှာကျွန်တော်ညီကောင်မကြီးစေနာရှိရင်စေနာကြီးနဲ့ကျွန်တော်လုပ်ပေးမှာဖြစ်ပါတယ်။ဖုန်းနံပါတ်ကတော့694566165ဖြစ်ပါတယ်နော်။ Viber ရှိမယ်ကျွန်တော် message ရိုးရိုး message ရှိမယ်။အဲ့တော့ကျွန်တော်ကြိုက်တဲ့နေရာနေလာရောက်ပြီးတော့ယူလို့ရပါတယ်အဲ့တော့ဒီညနေမှာကျွန်တော်တွေ့ရတဲ့ကဏ္ဍလေးကိုထုတ်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ကီးအနေနဲ့ကကျွန်တော်တို့ကရရှိခဲ့တာကကီးအနေနဲ့ကကျွန်တော်တွေးရှိခဲ့တာက2.4ဖြစ်ပါတယ်เนาะ2.4ဖြစ်တယ်1ချင်းအနေနဲ့က1ချင်းလေးအနေနဲ့ကကျွန်တော်တို့က3.5 1ချင်းလေး3.5 1ချင်း4 9 1ချင်းကိုတွေ့ပါတယ်เนาะအဲ့တော့ကျွန်တော်တို့3.5 1ချင်း4 9 1ချင်းလေးကိုတွေ့တယ်နော်3.5 1ချင်း4 9 1ချင်းလေးကိုတွေ့တယ်ကျွန်တော်တို့လုံးပိုင်းလေးအနေနဲ့ကတော့9ဆိုပြီးတော့တွေ့တယ်လုံးပိုင်းလေးအနေနဲ့ sorry 9ဆိုပြီးတော့တွေ့တယ်အဲ့တော့ကျွန်တော်တို့ဒီညနေမှာနော်ဒီညနေမှာကျွန်တော်တို့ထုတ်ရမယ်နော်လောက်ရမယ်ဟာလေးကတော့နော်နှစ်နဲ့ဆိုရင်နဲ့20နော်20နှစ်လေးနှစ်9ပါ20နှစ်လေးနှစ်9 80ခွန်လေးခွန်9နော်80ခွန်လေးခွန်9 40 45 44 49နော်25ခွန်5အဲ့တော့3ညာလေးလည်းပါသွားပြီ3ညာ9လည်း3ညာ9တော့ပါလေ3ညာ9နော်3ညာ9 3ညာ4ပါသွားပြီနော်3ညာ4ကျွန်တော်ပြန်ရေးပါဆိုတော့3ညာ4 3ညာ9 54 59 59မပါသေးဘူးနော်54ကျွန်တော်59ပေါ့နော်ဒါကတော့ကျွန်တော်ဟိုလေးကထုတ်ပြီးတဲ့နားလေးဖြစ်ပါတယ်နော်ပြီးတော့ခွန်နဲ့ပတ်သက်ရင်ခွန်9တို့နော်ခွန်4တို့ဒီညနေမှာကောင်းပါတယ်နှစ်နဲ့ပတ်သက်ရင်2 4 2 9ကောင်းပါတယ်အဲ့တော့ဒီညနေမှာကျွန်တော်တို့က2 4 2 9ခွန်4ခွန်9 40 45 90 95နော်ဒီကဏ္ဍလေးတွေကျွန်တော်တို့ရှိမယ်ပေါ့နော်ဒါကြောတဲ့9ဘူး3ညာဘူးထိုးနေတာတာဆိုင်ကွက်တီပဲကြီးစုပဲဟုတ်ကဲ့ပါနော်9ဘူး3ညာဘူးကောင်းတယ်ဒါပေမဲ့ကွက်တီကများနေပြီနော်9ဘူးတော့ကောင်းတယ်ပေါ့နော်ဒါကျွန်တော်အပူးဆိုရင်တော့9ဘူးကောင်းပါတယ်နော်ကျွန်တော်ပြီးတော့ဒီမှာ4ဘူးလည်းကောင်းတယ်ပေါ့နော်အကွက်လေးကတော့နည်းနည်းများပါပြီပေါ့နော်ဆရာကြီးမနက်က9000မှုပေါက်တယ်ဟာကောင်းတော့ပြောတာပေါ့ဗျာနော်အဲ့တော့ကြာအခုကိုရှာနေတာပါဗျာကျေးဇူးအများကြီးတင်ပါတယ်နော်အဲ့တော့ကျွန်တော်ညီကောင်မကြီးကွက်ကလေးကတော့များပါပြီဒါပေမဲ့ကျွန်တော်ရွေးထုတ်ပေးထားတဲ့ကွက်ကတော့ခဏ6ကွက်ရှိပါတယ်တုတ်ပြင်မဲ့ကျွန်တော်ညီကောင်မတွေအားလုံးပဲကျွန်တော်ပြောတယ်နော်ဟိုဒီညနေမှာကျွန်တော်တို့တခွက်ကောင်းနေပဲကျွန်တော်တို့နော်ကောင်းလဲခံမယ်ကောင်းလဲဆန်မယ်ဆိုးလဲခံမယ်ဆိုတော့ကျွန်တော်ညီကောင်မတွေဒီညနေမှာကျွန်တော်တို့ Viber message မှာကျွန်တော်တခွက်ကောင်းလေးချပေးမှာဖြစ်ပါတယ်နော်အဖွဲ့ဝင်လည်းခေါ်မလို့တို့အဖွဲ့ဝင်လည်းမခေါ်တို့ကျိုးရင်ငွေလက်ခံခြင်းလည်းမရှိပါဘူးကျွန်တော်ပေါင်းသားမှာကျွန်တော်ညီကောင်မကြီးစီနာကြီးဖြစ်ကျွန်တော်နော်စီနာကြီးပဲလက်ခံပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညီကောင်မကြီးကနော်ယုံကြည်လို့ကျွန်တော်နဲ့လက်တွဲခြင်းတယ်ဆိုရင်6945665မှာ Viber တော့၎င်း UMC တော့၎င်းဟိုင်းထားလို့ရပါတယ်เนาะ
အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နော်ဒီနေ့နေ့မှာအောင်မြင်တော့မင်္ဂလာရှိသော4နာရီ30လေးဖြစ်နိုင်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်ကျွန်တော် Viber message မှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်နော်တတား